ကဲမိဘပြည်သူများကျွန်တော်တို့ဒီနေ့မှာတော့ဘူးလက်လက်ဆွေပေါ့ဒီကောင်းရဲ့ပြောစကားလေးတွေကိုကျွန်တော်တို့အရင်ဆုံးသူဘာတွေပြောခဲ့တယ်လဲဆိုတဲ့ကိစ္စလေးကိုသူ့ရဲ့ပြောဆိုထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဖွင့်ပြပေးပါမယ်နားတော်တာဆင်ကြည့်ပါမိဘပြည်သူများကျွန်တော်ငင်းတိုင်းနဲ့ပတ်သက်မဆွေးလို့ဘောင်းဆိုတော့ကျွန်တော်အရင်တစ်ခါပြောမှုသလိုပဲကျွန်တော်တို့ရဲ့ရဲဘော်တွေရဲဘက်တွေအရာရှိတွေညီကိုတွေဒါတွေကိုပြစ်ခတ်တိုက်ခိုက်တပ်ဖြတ်ထားတဲ့လူတွေကိုကျွန်တော်မဆွေးနွေးနိုင်ကျွန်တော်အပြတ်ချတဲ့အဖွဲပဲကျွန်တော်မယုံရင်ဟောလွတ်တော်ထဲမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုမဲခွဲကြည့်လိုက်အပြတ်ချမလားညှိမလားလို့မေးလိုက်အပြတ်ချမဲ့အဖွဲ့ကြီးပဲဒီဗီဒီယိုဖိုင်လေးကတော့နည်းနည်းကြာနေပါပြီ။ဘာကြောင့်အခုမှကျွန်တော် reaction လုပ်ရတယ်လဲဆိုလို့ရှိရင်မိဘပြည်သူတွေတွေးမအေးဖို့အတွက်ကိုကျွန်တော်တို့ဒီသတင်းလေးကိုပြန်လည်တင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်။ဟုတ်ပါပြီ။ဘူးလက်လားဆိုမင်းသာလူသားဆန်မှလူချင်းဝန်နဲ့ညီမှလူကုန်သိက္ခာနဲ့ပြေဝမဲ့ကောင်တကောင်ဖြစ်ခဲ့ရင်တော့တမိုင်းတွေမှာမင်းတို့ငါတို့ပြည်သူလူထုပေါ်မှာဘလောက်ထိမင်းတို့အတ္တမမတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်ခဲ့တယ်လဲစစ်စစ်ချက်အရေးခင်းကိုလည်းမင်းမိပါတယ်89 အရေးခင်းကိုလည်းမင်းမိပါတယ်2000ဆွေးဝါရောင်အရေးခင်းကိုလည်းမင်းမိပါတယ်မေ30ဒီပဲရင်အရေးခင်းကြီးကိုလည်းမင်းမိပါတယ်အခု2021အာနာသိမ်းမှုပွဲကြီးကိုလည်းမင်းမိပါတယ်အဲ့ဒါလို့မင်းတို့ကောင်းနေဒီတိုင်းပြည်မှာနေဒီဆန်ကိုစားဒီရေကိုတောက်ပြီးတော့မင်းတို့ကောင်းနေအာနာတက်ဆူတည်မြဲဖို့အတွက်မင်းတို့တမိသားစုကောင်းစားဖို့အတွက်ငါတို့ပြည်သူတွေရဲ့အသက်ပေါင်းမြောက်များစွာကိုအတ္တမမတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်ခဲ့တဲ့လူတပ်ပွဲပေါင်းမြောက်များစွာကတိမ်တန်းချနေပါပြီဒါကြောင့်လဲမင်းတို့အုပ်စုကိုလူမျိုးတုံးတပ်ဖြတ်မှုစေရသမှုကျိုးလွန်မှုတွေနဲ့ကဘာကြီးမှာရှိတဲ့နိုင်ငံပေါင်းမြောက်များစွာကနေပြီးတော့မှမင်းတို့ကိုဥပဒေကအရေးယူနိုင်ဖို့ဆောင်ရွက်နေတာဟာမင်းလူဆိုရင်တော့မင်းနားလဲကောင်းနားလဲမလို့ဒါပေမဲ့မင်းကလူမဟုတ်ဘူးလက်လက်ဆွေမင်းကလူမဟုတ်ဘူးလက်လက်ဆွေမင်းကမစင်စားတဲ့လောက်လိုပဲမစင်တွင်းတဲ့လောက်ပဲမင်းမှာအသိဉာဏ်ရှိတယ်မင်းရဲ့အနေထားကလည်းမစင်တွင်းတဲ့ကလောက်ဆိုတာကထင်ရှားပါတယ်ဘူးလက်လက်ဆွေတဆက်တဲ့မင်းကိုဒီနေရာနဲ့ငါတို့ပြောလိုက်မယ်မင်းတို့ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတဲ့စကားကငါတို့ကမင်းတို့ဆွေးနွေးမှသာလေမင်းတို့ဆွေးနွေးခွင့်ရမှာမင်းတို့ကငြိမ်းချမ်းရေးလက်ဆွေးနွေးပါဆိုတော့မင်းတို့အမေလင်မင်းတို့အဖေပထွေးဟုတ်လားမင်းအမေလင်ငယ်တံပရာသီတောက်ပုမလားမင်းအောင်လိုင်းဆိုတဲ့ကောင်တော်မှာအငြိမ်းချမ်းရေးလက်ဆွေးနွေးပါအပြန်လာခဲ့ပါတိုင်းပြည်တယ်ဆိုလို့ငါတို့ကမင်းတို့တောက်ခွက်တွေကိုလူရမဝင်လို့လူလိုလဲစကားမပြောပါဘူးငြိမ်းချမ်းရေးမင်းတို့ကစပြီးမင်းတို့ကပြောတယ်အေးငါတို့ဘက်ကငြိမ်းချမ်းပေးဖို့တခုရှိတယ်မင်းတို့စစ်မိတ်စာတွေငါတို့ပြည်သူတွေအားလုံးကိုဖင်ကုန်းဥချကြောခဲ့ရင်တော့မှမင်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုပေါင်းများများစွာအတွက်မင်းတို့ပေးဆက်ရမှာပါဘူးလက်လက်ဆွေရှင်းပြောရရင်မင်းတို့ကောင်စားမျိုးဟာမင်းတို့ဆွေစဉ်မျိုးဆက်ဟာငါတို့တိုင်းပြည်မှာဘယ်တော့မှတက်စီထင်စားရှိခွင့်မရှိတော့ဘယ်တော့မှလည်းမင်းတို့ဆွေစဉ်မျိုးဆက်ဒီတိုင်းပြည်ဒီနိုင်ငံဒီမြေမှာဘယ်တော့မှလူသားဆန်ခွင့်မရှိစေရအောင်လူနဲ့လူပတ်ဝန်းကျင်မှာလူအောက်တန်းစားအမျိုးရုပ်များဖြစ်တာမင်းတို့ဘဝတွေနှိကုံချိုးရမယ်ဆိုတာကိုအဲ့ဒါလေးမိဘပြည်သူများသိရှိအောင်ကျွန်တော်လာရောက်ပြောပြခြင်းပဲဖြစ်တယ်ကဲဘူးလက်လားဆိုဇာစီရဆိုရင်မင်းလက်နက်ကင်ပြီးစစ်မြေပြင်ဆင်းလာခဲ့လိုက်မင်းလက်နက်ကင်ပြီးစစ်မြေပြင်ဆင်းလိုက်ဝဲကမ်းမင်းတို့အာနာယူတွေကိုငါတို့တိုင်းပြည်မှာဘယ်တော့မှမြူတမှုံစားမှမကြံစေရဘူးခွေသားဘူးလက်လားဆို